လက်တွေးဘွားရဲ့လာယုံကင်းသုံးဖို့လူသားပြင်တွေကဲ့သို့ညံပညာကြီးမားခဲ့သူချင်းသေးပြင်ကြီး Not မင်္ဂလာပါဗျာဝါစာကနေပရိသတ်တို့ပြန်လည်ပြီးတော့ကြိုးဆိုပါရစေဒီနေ့မှာကျွန်တော်က Don Ray ဆန်လောကရဲ့ကြော်ကြားဆုံးခန်းနာဆုံးနဲ့လူသားပြင်တွေလိုမျိုးညံပညာကြီးမားတဲ့ချင်းသေးပြင်ဒီကောင်ကြောင့်ပြောပြပေးသွားမှာပါအာဖရိကရွှေအောင်လွင်မြင်းကြီးတွေကတစ်ခုဖြစ်တဲ့မာဆိုင်မာရာလွင်မြင်းကိုမြင်အောင်ကြည့်လိုက်ပါအဲဒီမှာကေးဆက်ဆက်ချင်းသေးပြင်တွေပေါ်ထွန်းခဲ့ကြကြာဆုံးခဲ့ကြနဲ့တန်တရားလည်နေခဲ့ပါလေဒါပေမဲ့ဘယ်ချင်းသေးပြင်ကမှ Not Show ခေါ်တဲ့ချင်းသေးကြီးနဲ့သူ့အင်ပါလောက်ကြီးတဲ့ခန်းနာခြင်းမရှိခဲ့ပါဘူးသူရဲ့အကြောင်းပြောမယ်ဆိုရင်ခေါင်းဆောင်မှုမိသားစုမြတ်တာသစ္စာတရားဇွဲလုံးလာတွေပေါင်းဆက်ထားတဲ့သင်္ကန်းသာယူဆအခန်းကဏ္ဍတွေအများကြီးပါဝင်နေမှာပါသူရဲ့ရက်ဆက်မှုတွေကလည်းလက်ဖြားခါစရာကောင်းခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ ချင်းသေးဘရင်ကြီးရဲ့ဘွားအစကနေဆုံးထိပြီးတော့သူ့ရဲ့သားတော်ပေါင်း9ယောက်ဖြစ်တဲ့ Nostu, Caesar, Grimace, Ron နဲ့ Mighty Long တို့ရဲ့အကြောင်းတွေဖော်ပြပေးသွားမှာဖြစ်ပါတယ်သူတို့ဘယ်လိုအာဏာရခဲ့လဲတိုက်ပွဲတွေဘယ်လိုဆင်နွှဲခဲ့တယ်လဲသူတို့ဘယ်လောက်ထိကြီးကျယ်ခမ်းနားခဲ့လဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်ပါထုံးစံတိုင်းဒီနေ့တင်ဆက်မှာကျွန်တော်ကိုအန်းဖြစ်ပါတယ်ရေးသားပေးတာ Robin Moore ဖြစ်ပါတယ်ခင်ဗျကမ္ဘာကျော်ချင်းသေးရာဇဝင်တွေကိုမွေးထုတ်ပေးနေတဲ့မာဆိုင်မာရာနောက်ကြောင်မပြောခင်မှာသူကျင်လဲချက်စားခဲ့တဲ့မာဆိုင်မာရာလွင်မြင်းကြောင်းကိုနည်းနည်းပြောပြခြင်းပါတယ်မာဆိုင်မာရာဆိုတာကင်ညာနိုင်ငံမှာရှိတဲ့မျိုးသားဥယျာဉ်တစ်ခုပါတန်ဇန်နီးယားကဆာရင်ကတီလွင်မြင်းနဲ့ဆက်ဆက်နေပါတယ်ဒီည Big Five လို့ခေါ်တဲ့ချင်းသေးစင်ကျွဲကြက်တစ်ကြန့်တရိတ်ဆိုင်ငါးမျိုးတို့ချက်စားနေရဖြစ်ပြီးတော့အထူးသဖြင့်တော့ချင်းသေးတွေရဲ့ကဘာကြီးပါပဲချင်းသေးအတွက်တော့ဒီလွင်မြင်းကြီးကတကယ်စစ်မြေပြင်ပါပဲနေမင်းဆိုတာသူတို့အတွက်အသက်ထက်အရေးကြီးပါတယ်နေမင်းရှိမှအစာအစာပေါ်များမယ်ချင်းသေးမရဲ့မိတ်လိုက်ခွင့်ရမယ်ကိုမျိုးဆက်ကိုပြန်ပွားအောင်လုပ်နိုင်မယ်ချင်းသေးတွေရဲ့နေမင်းတိုက်ခိုက်သိမ်းပိုက်မှုဇလန်းတွေဟာပရိသရိခေတ်ကလူသားတွေနဲ့တောင်တူညီနေလို့ပြောရမှာပါနောက်ဆုံးခေတ်မတိုင်ခင်ကလည်းနာမည်ကြီးချင်းသေးတွေရှိခဲ့မယ်နောက်ဆုံးတော့နေမင်းအများကြီးကိုတပြိုင်နက်တည်းထိန်းချုပ်နိုင်တာမျိုးမရှိခဲ့ဘူးပါဘူးဒါကြောင့်လဲသူ့ကိုလက်တွေးဘွားရဲ့လိုင်ယုံကင်းလို့တင်စားကြတာဖြစ်ပါတယ်သူကသားတွေနဲ့တူအာနာတီဆောက်ခဲ့သူဖြစ်တဲ့အတွက်သူ့ကို Godfather လို့လည်းညွှန်းဆိုလို့ရပါတယ်ပုံမှန်ပြင်ချင်းသေးအုပ်တစ်ခုမှာချင်းသေးမတွေသားပေါက်တွေနဲ့အဲ့ဒီအုပ်ကိုကာကွယ်ပေးတဲ့ချင်းသေးဒီနှစ်ကောင်သို့မဟုတ်3-4ကောင်လောက်ပါဝင်လေးရှိပါတယ်ချင်းသေးဒီတွေကနေမျိုးကာကွယ်ပေးရပြီးတော့ချင်းသေးမတွေကအမဲလိုက်တဲ့တောင်းဝန်ယူကြတာပေါ့ချင်းသေးဒီတွေဟာသူတို့ရဲ့သားတွေပဲရောက်လာရင်ဖွဲတဲကနေမောင်းထုတ်လေးရှိပါတယ်ဒါကသူတို့ရဲ့သဘာဝပါပဲဒါပေမဲ့နော့ချက်ဇလန်းမှာထူးခြားတာသူဟာသမယိုးကြပုံစံခွက်တဲကနေခွဲထွက်ပြီးတော့သား9ယောက်နဲ့တူစူပါမာမိတ်အဖွဲ့ကြီးဖွဲ့စည်းနိုင်ခဲ့တာပါပဲဒါနော့ချင်းသေးကြီးရဲ့ညံပညာကြီးမားပုံကိုမြင်နိုင်မှာဖြစ်ပါတယ်သူဟာတခြားချင်းသေးတွေလိုကိုသွေးသားရင်းတွေကိုရန်သူလိုသဘောမထားပဲမာမိတ်ဖြစ်တဲ့နေရာပေးခဲ့ပြီးတော့သူ့အာဏာပုံမခိုင်မာဖို့အတွက်အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်ဒန်နာရီလာချင်းသေးပြင်ကြီး Not မွေးဖွားခြင်း Not ကို1999ခုနှစ်သို့မဟုတ်2000ပြည့်နှစ်ဝန်းကျင်လောက်မှာမွေးဖွားခဲ့တယ်လို့ခန့်မှန်းရပါတယ်သူရဲ့ဇာတိကတော့မာဆိုင်မာရာရဲ့မြက်ခင်းပြင်ကျဲကြီးတွေပေါ်မှာပါငယ်စဉ်ဘွားကြောင့်အတိအကျမှတ်တမ်းမရှိပေမဲ့ချင်းသေးထီးလေးတစ်ကောင်နေတဲ့ဒီဒေသမှာကြီးပြင်းလာတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးအသက်2နှစ်3နှစ်လောက်ရောက်ရင်ချင်းသေးထီးပြိုတွေကိုသူတို့ရဲ့ဖခင်တွေကအုပ်စုတွေကနေမောင်းထုတ်လေးရှိပါတယ်ဒါမှသူတို့ကကိုချောက်ဘော်ကိုရက်တီပြီးတော့ကိုပိုင်နေမီရှာဖွေနိုင်မှာဖြစ်ပါတယ်နော့စ်လည်းဒီလန်းစင်တိုင်းပဲဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်သူ့ကိုဘာလို့နော့စ်တို့ခေါ်လဲဆိုတော့သူ့ရဲ့ဘယ်ဘက်နှစ်ရွက်မှာထင်းရှားတဲ့မှတ်သားတစ်ခုပါနေလို့ပါပဲနော့စ်ဆိုတာမြန်မာလိုအမှတ်ကြီးလို့အဓိပ္ပာယ်ဖွင့်လို့ရပါတယ်ဒီမှတ်သားတိုက်ပွဲတစ်ခုမှာရခဲ့တဲ့ဒဏ်ရာလားမွေးရပါလားဆိုတာအတိအကျမပြောနိုင်ပေမဲ့ဒီမှတ်သားပဲသူ့ကိုတခြားချင်းသေးတွေနဲ့မတူအောင်ခွဲထားပေးခဲ့တဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်တချို့ဒေသခံတွေနဲ့လမ်းပြတွေကတော့သူ့ကိုကာလီလို့လည်းခေါ်ကြပါတယ်ကာလီဆိုတာဆွာဟီလီဘာသာစကားနဲ့ပြင်းထန်သောဒါမှမဟုတ်ကြမ်းတမ်းသောလို့အဓိပ္ပာယ်ရပါတယ်နာမည်နဲ့လိုက်အောင်မဲ့သူဟာတကယ်ကိုကြမ်းတမ်းခတ်ထန်တဲ့စစ်ဘီရင်တစ်ပါးဖြစ်ခဲ့ပါတယ်လိုက်မင်းနဲ့မဟာမိတ်ဖွဲ့ချင်းဒီလိုနဲ့အဖွဲ့တွေကနေမောင်းထုတ်ခံထားတဲ့ချင်းသေးပြိုလေးနော့ချာတကိုယ်တည်းသမားနော်မတ်ဖြစ်လဲလဲသွားလာနေတဲ့နောက်ထပ်ချင်းသေးဒီပြိုတကောင်နဲ့တွေ့ဆုံခဲ့ပါတယ်သူကတော့ light mail လို့ခေါ်ကြပါတယ်သူရဲ့အမွှေးရောင်နည်းနည်းဖြော့တာကြောင့်ဒီလိုခေါ်ကြတာပါသူတို့ညောင်မဟာမိတ်ဖွဲ့ခဲ့ကြတယ်ချင်းသေးလောကမှာတကောင်တည်းဆိုရင်ရှင်သန်မှုခက်ခဲပေမဲ့နှစ်ကောင်တွဲမိတော့အင်အားပို့ပြီးတော့ကြီးလာမျိုးပါဒီမဟာမိတ်ဖွဲ့လေးကမာဆိုင်မာရိုင်းနာမည်ကြီး Mastery ကိုမျက်စိကျလာခဲ့ပါတယ်အဲ့ချိန်မှာ Mastery ကိုအုပ်ချုပ်နေရကစင်ပါနဲ့ Blondie ဆိုတဲ့ချင်းသေးကြီးနှစ်ကောင်ပါ2004ခုနှစ်လောက်မှာတော့ North နဲ့ Line မေးတို့ဟာစင်ပါနဲ့ Blondie တို့စိန်ခေါ်ပြီးတော့တိုက်ပွဲဝင်ခဲ့ကြပါတယ်ဒီတိုက်ပွဲကသိပ်မကြလိုက်ပါဘူး North ဆိုရဲ့ငယ်နူးပြိုတဲ့ခွန်အားနဲ့ရဲရင်မှုကြောင့်စင်ပါနဲ့ Blondie တို့ထွက်ပြေးခဲ့ရပြီးတော့ North နဲ့ Line မေးတို့ဟာ Mastery ရဲ့ဘရင်တစ်တွေဖြစ်လာခဲ့ကြပါတယ် Mastery ကိုအုပ်ချုပ်ခြင်း Mastery ကိုသိမ်းပိုက်ပြီးတဲ့နောက် North ဆိုဟာအရင်ဘရင်ဟောင်းတွေရဲ့သွေးသားဖြစ်တဲ့သားပေါက်လေးတွေကိုကျူပင်ခုတ်ကျူငုံမကြံရှင်းလင်းပစ်ခဲ့ကြပါတယ်သူတို့ရဲ့ North နဲ့ Line မေးတို့ဟာ Mastery မှာပျော်ရွှင်စွာအုပ်ချုပ်ခဲ့ကြပြီးတော့သားသမီးရေနာတွေလည်းထွန်းကားခဲ့ပါတယ်ဒီကာလမှာမွေးဖွားလာတဲ့သားပေါက်တွေထဲမှာနောက်တစ်ချိန်ကဘာကျော်မဲ့နော့ချဲသား9ကိုပါဝင်လာခဲ့ပါတယ်လိုက်မေးရဲ့ညီကုန်းဒါမဲ့သူတို့ရဲ့ပျော်ရွှင်စွာအချိန်ကြီးကသိမ့်မကြလိုက်ပါဘူး2005ခုနှစ်လောက်မှာပြဿနာကြီးတစ်ခုတက်လာပါတယ်အဲ့ဒါတော့ပြိုင်မဲ့ချင်းသေးအုပ်စုအသစ်တွေရဲ့ကျူးကျော်မှုပါပဲ Race Pride လို့ခေါ်တဲ့အုပ်စုကချင်းသေးတွေဝင်ရောက်လာပြီးနယ်မြေလူပွဲတွေဖြစ်လာပါတယ်ဒီတိုက်ပွဲတွေမှာနော့ချဲတဦးဒီသောမဟာမိတ်ညီကိုလိုချစ်ရတဲ့လိုက်မေးဟာရန်သူတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုခံပြီးတော့တေဆုံးသွားခဲ့ပါတယ်လိုက်မေးတေဆုံးမှာနော့ချွတ်ကြီးမားတဲ့ထိုးနှက်ချက်ကြီးဖြစ်ခဲ့ပါတယ်အပေါ်မရှိတော့တဲ့ချင်းသေးဒီကောင်နယ်မြေကိုကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ
လူသားတွေလိုမျိုးညံကောင်းတဲ့ North သို့မဟုတ်သားများကိုလေ့ကျင့်ပေးခြင်းဒီနေ့မှာ North ရဲ့ဇလန်ဟာတခြားချင်းသေးတွေနဲ့မတူတော့ပဲကွာခြားသွားတာပါပုံမှန်ဆိုရင်မဟာမိတ်ကြာဆုံးသွားတဲ့ချင်းသေးကြီးဟာနေမြေကိုဆုံးခွာပြီးတော့တကောင်နဲ့ထွက်ပြေးရပါတယ်ပြီးရင်အသေးရောက်လာတဲ့ချင်းသေးတွေကရှိနေတဲ့သားပေါက်တွေကိုတပ်ပစ်ကြမှာပါဒါပေမဲ့ North ကတော့ထွက်မပြေးပါဘူး2009ခုနှစ်လောက်မှာချင်းသေးထီးအစ်3ကောင်ကသူ့ကိုဝိုင်းပြီးတော့တိုက်ထုတ်တဲ့အခါမှာတော့သူမလွန်ဆန်နိုင်တော့ပါဘူးနေမြေကိုဆွန့်လွတ်လိုက်ရပါတယ်ဒါပေမဲ့သူထွက်သွားတဲ့အခါမှာသူတကောင်နဲ့မဟုတ်ပါဘူးအဲ့ချိန်မှာနှစ်နှစ်ခွဲသားရွယ်လောက်ပဲရှိသေးတယ်သူ့ရဲ့သား9ကောင်မှာခေါ်ဆောင်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဒါချင်းသေးလောကမှာအင်မတန်ရှားပါတဲ့ဖြစ်ရပါဖခင်တယောက်ကရွယ်မရောက်သေးတဲ့သား9ကိုခေါ်ပြီးတကိုယ်တည်းပြုစုပြောထောင်မယ်ဆိုတာမဖြစ်နိုင်တော့ခက်ခဲတဲ့တောင်ဝင်းပါဘာလို့လဲဆိုတော့ချင်းသေးထီးတွေကသားတွေတို့အမဲလိုက်ရှာဖွေကျွေးမွေးတယ်ဆိုတာလောက်ကိုမလုပ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်ဒါပေမဲ့ North ကအတော့လှုပ်ဆောင်ခဲ့ပါတယ်သူကသားတွေဥဆောင်ပြီးတော့ Match Pride နယ်မြေကနေထွက်ခွာလွင်ပင်ကျဲကြီးထဲမှာလဲ့လေကြက်ဆိုင်နဲ့သားတွေကိုတိုက်ရိုက်ခိုင်းနဲ့အမဲလိုက်နီးတင်ပေးခဲ့ပါတယ်သားများနဲ့တူခိုင်းထူထောင်ခြင်းဒိုနဲ့ North ကသားတွေကိုလူပြပေါက်ရွယ်ရောက်တဲ့ဒီစောင့်ရှောက်ခဲ့ပါတယ်သားတွေရွယ်ရောက်လာတဲ့အခါမှာတော့သူတို့ကဖားခင်ပြီးသူ North နဲ့ပူးပေါင်းပြီး6ကောင်ပါတဲ့ North Coalition ဆိုတဲ့မဟာမိတ်ဖွဲ့စည်းကြီးကိုဖွဲ့စည်းလိုက်ကြပါတယ်ဒါမှဆယ်မာရာတမိုင်းမှာအင်အားကြီးဆုံးစစ်တပ်ကြီးဖြစ်လာခဲ့ပါတယ်ချင်းသေးတွေက4ကောင်လောက်ဆိုရင်အင်အားတော်ကြီးနေပါပြီ6ကောင်ဆိုရင်တော့စိုးပွဲရအောင်မရှိတော့ပါဘူးဒါပဲပြိုင်ဘက်ဖွဲ့တဲ့မဆိုတာလုံနေတဲ့အင်အားလည်းဖြစ်ပါတယ်ဒီညမှာ North ရဲ့သားတွေအကြောင်းကိုပြောပြဖို့လိုပါတယ်ဒါထဲမှာ North ရဲ့ဇယိုက်အတူဆုံးတစ်ကောင်ရှိပါတယ်အနေအေးစီးတဲ့ပညာရှိတဲ့ရက်ဆက်တယ်သူ့ရဲ့နာမည်ကတော့ North 2ပါသူကဖားခင်အရာရာကိုဆက်ခံခဲ့သူလည်းဖြစ်ပါတယ်နောက်တစ်ကောင်ကတော့ Green Base ဖြစ်ပါတယ် Green Base ရဲ့နာမည်ကသူ့ရဲ့အမူအရာအကြောင်းရခဲ့တာပါချင်းသေးတွေကတခြားချင်းသေးရဲ့စီးနှံကိုရတဲ့အခါဂျာကော့ဆမ်အော်ဂန်ကိုသုံးပြီးတော့အနံ့ခံမှုနှကန်းကိုလှန်ပြီးတော့နှာခေါင်းကိုရှုံလိုက်ကြပါတယ်အဲ့ဒီပုံစံ Green Base မြန်မာလိုမဲရွက်နေတဲ့မျက်နှာနဲ့ဒူတယ်လို့ခေါ်ကြတာပါသူကဖွဲ့ထဲမှာစိတ်ဆက်ဆုံးနဲ့ရန်လူဆုံးကောင်လို့ပြောလို့ရပါတယ်စီစားတော့ဖွဲ့ထဲမှာရုပ်ဖြောင်ဆုံးမင်းသားပါသူကခီးသွားတာတွေကြိုက်တဲ့အကောင်လေးဖြစ်ပါတယ်လေဆန်မွေးတာတခြားညီကိုတွေထပ်ပို့ပြီးတော့မဲနတ်ထူထဲပါတယ်ရောမပြင်ဂျူလီယက်စီစားလိုပဲခံစားထဲွာလို့ဒီနာမည်ပေးထားတာပါသူနဲ့ရွန်ကအများတန်းတွဲသွားလိရှိပြီးတော့တိုက်ပွဲတွေမှာလည်းရှေ့တန်းပါလိရှိပါတယ်နောက်တော့ကောင်တော့ရွန်ပါခုနပြောသူပဲသူကစီစားနဲ့တွဲညီဆုံးတိုက်ပွဲတွေမှာကွန်ဘိုမီဆုံးဖြစ်ပါတယ်နောက်တော့ကောင်တော့မိုက်လောင်းဖြစ်ပြီးတော့နာမည်နဲ့လိုက်အောင်ထွားချိုင်းတန်မာသူဖြစ်ပါတယ်ဘရင်ပြန်ဖြစ်လာတဲ့ North နဲ့တမိုင်းမှာမမြင်ခဲ့ဘူးသောနယ်မြေချဲ့ထွင်ခြင်းချင်းသေးတွေကတစ်ခါနန်းကြရင်နောက်တစ်ခါဘရင်ပြန်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဒါပေမဲ့ North ကတော့သားတွေနဲ့တူဒီနန်းကိုပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်သားတွေအင်ပီအားဖြစ်လာတဲ့2008လောက်မှာတော့ North က9အချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်ပုံရပါတယ်သူတို့6ကောင်သားမာဆိုင်မာရာကိုပြန်လည်သိမ်းပိုက်ဖို့စစ်ချီလာကြပါတော့တယ်ဒီခါသူတို့ရဲ့ပြစ်မှတ်ကချင်းသေးအုပ်တစ်ခုတည်းမဟုတ်ပါဘူးတွေးသမျှချင်းသေးကိုတော်တော်များများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ North ရဲ့အတွေ့အကြုံနဲ့ချင်းသေးလူပြိုတွေရဲ့ခွန်အားကကွက်တိကျသွားတဲ့ခါသူတို့ဘယ်ရာကမှမတားနိုင်တော့ပါဘူး North Coalition ဟာသူတို့ရဲ့အထွတ်ထိပ်ကာလမှာစတူကီလိုမီတာ1000လောက်ကျယ်ဝန်းတဲ့နယ်မြေကိုစိုးမိုးထားနိုင်ခဲ့ပါတယ်ဒါမယုံကြည်နိုင်လောက်စာကောင်းလောက်ကျယ်ဝန်းတဲ့ area ပါသူတို့ထိန်းချုပ်ခဲ့တဲ့လောက်ခံချင်းသေးအုပ်စင်းကိုကြည့်လိုက်ရင်အံ့ဩသွားပါလိမ့်မယ်1 Paradise Pride အဓိကအခြေစိုက်နေရာ2 Mass Pride နယ်မြေဟောင်း3 Mugoro Pride 4 Serena Pride 5 Rikiro Pride 6 Rikiro Breakaway Pride 9 Rongai Pride 10 Okemon Pride 9 Magia Fisi Pride 10 Lookout Pride တို့ပဲဖြစ်ပါတယ်ဒါပရိသတ်ခေတ်မှာဘရင်တွေကနေမြေသိမ်းပိုက်ပြီးတဲ့နောက်သူတို့ရဲ့တစ္ဆာကံဘရင်တွေထားထားသလိုမျိုးပါဒါလောက်များတဲ့ချင်းသေးအုပ်တွေကိုထိန်းချုပ်ဖို့ဆိုတာချင်းသေး3-4ကောင်နဲ့မဖြစ်နိုင်ပါဘူးဒါပေမဲ့ North မှာသား9ယောက်ရှိနေပါတယ်သူတို့ကနေမြေတွေကိုခွဲဝေပြီးတော့ကင်းလဲကြတယ်လိုအပ်ရင်6ကောင်လုံးစုပြီးတော့ရန်သူကိုချိန်မုံကြတယ်သူတို့ရဲ့ဗျူဟာကရိုးရှင်းပါတယ်အင်အားနဲ့ဖိပြီးတော့တိုက်မယ်ပြိုင်မဲ့ချင်းသေး2ကောင်3-4ကောင်လောက်က North 6ကောင်ဘလို့မှမရှင်းနိုင်ပါဘူးမရန်တစ်ခုမှာ North အဖွဲ့နဲ့ Olololo Bright ကချင်းသေးတွေထိတိုက်တွေးကြတဲ့အကြောင်းပါရှိပါတယ် North ရဲ့အင်အားကကြီးမားလို့တော့ပြိုင်ဘက်တွေကတိုက်ပွဲမဖြစ်ခင်ကတည်းကအရှုံးပေးထွက်ပြေးရတဲ့ချင်းသေးမျိုးတွေတောင်ရှိခဲ့ပါတယ်သူတို့ဖြတ်သွားရင်မြေကြီးတောင်တုံတယ်လို့တင်စားကြပါတယ်ဒါလောက်ထိတောင်မှဖုံးတကူကြီးမားခဲ့တာပါသူတို့ဖြတ်သွားလမ်းကြောင်းတစ်လျှောက်ကတခြားချင်းသေးမှန်သမျှထွက်ပြေးရင်ပြေးမပြေးရင်အသက်ခံရတာပါပဲသူတို့ကတလောက်များတဲ့ချင်းသေးအုပ်တွေကိုနိုင်ခဲ့တာကြောင့်သူတို့တက်ခဲ့တဲ့ချင်းသေးပေါက်တွေကရာကျော်တယ်လို့ခံမှန်းရပါတယ်သူတို့ရဲ့အင်အားကအရန်ကြီးလုံးတော့ပုံမှန်ချင်းသေးတွေမလုံရဲတဲ့အမဲလိုက်မှုတွေကိုလည်းလုပ်ပါတယ်သူတို့သားဖားတွေကရင်ပြင်းကြီးတွေကိုတောင်ကုန်းပေါ်မှာဝိုင်းဆွဲပြီးတော့တပ်ဖြတ်စားတောက်ကြပါတယ်ကျွဲကြီးတွေတစ်ကလအုပ်တွေဆိုတာသူတို့အတွက်သိမ့်မခတ်ခဲပါဘူးညဘက်ဒီမှာဆိုရင်သူတို့ဖြတ်သွားတဲ့နေရာကကြံခဲ့တဲ့အယိုးစုတွေကိုကြည့်ပြီးတော့နောက်ဆုတ်ဖြတ်သွားမှန်းသိကြတယ်လို့ဆိုပါတယ်ဒါကြောင့်လဲနောက်ဆုတ်သားဖားကိုတချို့က The Mafia ရော Masai Mara ရဲ့ Mafia ကိုင်းလို့တောင်တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်ရုပ်ရှင်တွေက North 2017ခုနှစ်မှာ Disney Nature ကနေပြီးတော့ African Cat ဆိုတဲ့ရုပ်ရှင်ကားကြီးထွက်လာပါတယ်ဒီကားထဲမှာပါတဲ့ villain ဇက်ကောင်ကာလီဆိုတာတကယ်တော့ကျွန်တော်ရဲ့ North ကြီးပါပဲရုပ်ရှင်ထဲမှာတော့ကာလီနဲ့သူ့သားတွေကမြေတစ်ဖက်ကန်းနေကျူးကျော်လာပြီး fan လို့ခေါ်တဲ့ချင်းသေးရဲ့နယ်မြေကိုလူဖို့စ조사ပုံရိုက်ပြထားပါတယ်ရုပ်ရှင်ထဲမှာ fan ဆိုတဲ့ချင်းသေးကသွားကျိုးနေပြီးတော့အားနေတဲ့ပုံစံမျိုးပြထားပေမဲ့တကယ်လက်တွေ့မှာတော့ North ဆိုနဲ့ရှင်ဘဲချင်းသေးမှမခံနိုင်ပါဘူးရုပ်ရှင်ထဲမှာ North ကိုရက်ဆက်တဲ့ဇက်ကောင်လို့ပုံဖော်ထားပေမဲ့
ဒါသဘာဝတရားရဲ့အားကြီးသူနိုင်စရန်သဘောတရားကိုပြသနေတာပါပဲ။ Samuel L. Jackson ရဲ့နောက်ခံစကားပြောတဲ့ North တို့သားဖတွေလမ်းလျှောက်လာတဲ့အခန်းတွေဟာတကယ်ကိုကြက်သိမ်းထားစရာကောင်းလာပါလေ။ကြေကွဲစရာညီကုန်းဒါမဲ့ဗျာဘလောက်ပဲအင်အားကြီးပါစေပေါ့။စိန်အားဆွဲရန်သူတော့ဘယ်သူမှလွန်ဆန်နိုင်ခြင်းမရှိပါဘူး။ North ကြီးလည်းတဖြည်းဖြည်းနဲ့အိုမင်းလာခဲ့ပါလေ။နောက်10ခုနှစ်လောက်မှာပထမဆုံးဆုံးရှုံးမှုစတင်ခဲ့ပါလေ။ North ရဲ့သားတွေတဲကတကောင်ဖြစ်တဲ့မာတီလောင်းဟာမာရာထရန်ကယ်ဘက်ကိုကူးသွားပြီးတဲ့နောက်ပျောက်ဆုံးသွားပါလေ။သူဘာဖြစ်သွားလဲဆိုတာလေဘယ်သူမှအတိအကျမသိရပါဘူး။တေဆုံးသွားတာလည်းဖြစ်နိုင်တယ်လို့တခြားနေမြေမှာသွားချက်စားရင်ပျောက်ကွယ်သွားလည်းဖြစ်နိုင်ပါလေ။ဒါ North Coalition ရဲ့ပထမဆုံးအကွဲမှုပါပဲ။ North အသက်14နှစ်ထိနေထိုင်ခဲ့ပါလေ။ဒါအခြေအနေဒီတကောင်အတွက်လွန်အသက်ရှိတယ်လို့ပြောလို့ရပါတယ်။သူ့ဘဝရဲ့နောက်ဆုံး2နှစ်လောက်မှာတော့သူဟာသားတွေနဲ့တိတ်မရောတော့ပဲတကောင်နဲ့ခက်ခွာခွာပဲနေလေးရှိပါတယ်။ခန္ဓာကိုယ်လည်းပိန်ကျပြီးတော့အားလည်းနဲလာခဲ့ပါပြီ။ဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့သားတွေကသူ့ကိုပြစ်မထားပါဘူး။အစာစားရင်သူ့ကိုဝေမျှပေးတာမျိုးလုံခြုံရေးပေးတာမျိုးတွေလည်းရှိခဲ့ပါတယ်။သူတို့ဖေကိုသူတို့ချစ်ကြပါတယ်။2013နဲ့လေလောက်မှာတော့နော်ကြီးဟာသူ့ရဲ့နေမီကြီးထဲမှာလှည့်လည်ရင်းနဲ့အပြီးပိုင်းပျောက်ကွယ်သွားခဲ့ပါတယ်။သူ့လောင်းဘယ်သူမှမတွေးခဲ့ရပါပဲ။သူသေဆုံးသွားပြီလို့အားလုံးကလက်ခံထားကြပါတယ်။ဒဏ္ဍာရီတစ်ခုပြီးဆုံးသွားခဲ့ပါပြီ။သားများရဲ့ကံကြမ္မာနော်မရှိတော့တဲ့နောက်မှာသားလေးယောက်ဖြစ်တဲ့ Grimake Caesar Ron North တို့ဆက်ပြီးတော့ကြိုင်းခဲ့ပေမဲ့ကန်ဆိုးမုံမောင်ကြလာပြန်ပါတယ်။2013နှောင်းပိုင်းဒါမှမဟုတ်2015ဝန်းကျင်လောက်မှာ Grimake ယောက်ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။သူကရန်သူနယ်မြေထဲဝင်ပြီးတော့ချင်းသိမ်းမတွေရှိုင်းနဲ့အသက်ခံတာဖြစ်နိုင်ပါတယ်။2015အောက်တိုဘာလမှာသူ့ရဲ့အယိုးစုကိုပြန်တွေ့ခဲ့ရပါတယ်။2016ခုနှစ်မှာတော့ Ron ဟာ Unriver Maze လို့ခေါ်တဲ့ချင်းသေးအုပ်စုသစ်ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပါတယ်။2019ခုနှစ်မှာမင်းသားကျော်စီစာလည်းဒုက္ခရောက်ရပါပြီ။သူ့ရဲ့ခြေထောက်မှာအနာကြီးတစ်ခုဖြစ်လာပြီးတော့လမ်းမလျှောက်နိုင်တော့ပါဘူး။လွတ်ကောက်ဟေးနာကမြေကမ်းပါးမှာလဲလျောင်းရင်းငြိမ်သက်စွာပဲနဲ့အသက်ထွက်သွားရပါတယ်။နောက်ဆုံးကတော့ North တစ်ကောင်ပဲကြိုင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ဖေ North တို့ပဲသူလည်းအရှုံးမပေးပါဘူး။သူကတစ်ကောင်လည်းမနေပဲသူ့ရဲ့သားရင်းဖြစ်တဲ့ Spear Boy နဲ့ပူးပေါင်းပြီးတော့ Coalition တစ်ခုထပ်ပြီးတော့ဖွဲ့ခဲ့ပါတယ်။တို့နဲ့ North မျိုးစရာပြတ်တောက်မသွားပဲဆက်လက်ရှင်သန်နေခဲ့ပါတယ်။ဒီနေ့မှာ North ကသူ့ဖေခြေအားကိုနေနိုင်ခဲ့တာကိုလည်းမြင်နိုင်မှာဖြစ်ပါတယ်။ကဲချင်းသိန်း North ရဲ့ဇလန်းကတော့ဒါပါပဲ။သူကရိုးချင်းသေးတစ်ကောင်မဟုတ်ပါဘူး။သူကကံကြမ္မာရိုက်ပုတ်မှုကိုကြံ့ကြံ့ခံပြီးရှုံးနေမှုတွေတဲကနေအင်ပါတစ်ခုကိုတိဆောက်ပြခဲ့တဲ့တကယ်ဘရင်တစ်ပါးဖြစ်ပါတယ်။ဖခင်တယောက်အနေနဲ့သားတွေကိုကာကွယ်ခဲ့ပုံခေါင်းဆောင်တယောက်အနေနဲ့နယ်မြေတွေကိုစီမံခန့်ခွဲခဲ့ပုံတွေကလူတွေတောင်မှတူစရာကောင်းနေတာပါ။ဒီနေ့ချိန်ဒီမာဆိုင်မာရာလွင်မြေမှာ North ရဲ့မျိုးဆက်ဖြစ်တဲ့စီစာ2 Ron 2စားတဲ့ချင်းသေးတွေဆက်လက်ကျက်စားနေကြသေးပါ။မိတ်ဆွေတို့တရားမှာမာဆိုင်မာရာရောက်ခဲ့ရင်လေညင်းတွေကြားတဲ့နားဆွင်းကြည့်လိုက်ပါ။ North ကြီးနဲ့သူ့သားတွေရဲ့ဟိန်းသံတွေကိုကြားရောင်နေမြုံမှာအသေးကြပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုနားဆင်မိကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့စဉ်6နာရီအချိန်မှာဗီဒီယိုများရှိနေမှာဖြစ်တဲ့အတွက်လာပြီးတော့အားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ။